အားလုံးပဲမင်္ဂလာပါဒီခါတော့ကျွန်တော်နဲ့အတူသွားကြည့်မဲ့ရှုခင်းနေရာတချို့ကတော့ဂျပန်နိုင်ငံကဖူဂျီတောင်အနီးတစ်ဝိုက်ကရှုခင်းနေရာတချို့ကိုကျွန်တော်နဲ့အတူသွားကြည့်ကြမယ်ဖူဂျီတောင်နန်းတစ်ဝိုက်မှာဆိုရင်လေစရာတွေကပေါ်မှာပေါ်ရှုခင်းနေရလဲလှမလှအဲ့ဒီထဲမှာခီးသွားအများဆုံးနေရာတစ်ခုဖြစ်တဲ့ယာမနာကကိုကလည်းတစ်ခုအပါဝင်ဖြစ်တယ်ယာရီဥဒုတာယာတဲ့ရက်ဖူဂျီတောင်မြင်ရတာနန်းတွေအများကြီးရှိတဲ့အချိန်အတိုင်ပင်ကြိုက်တာနဲ့ကိုပရိုပိုးလုပ်တဲ့ကောင်မလေးကိုခေါ်ပြီးဓာတ်ပုံကောင်းတပုံတာတင်ရိုက်ပြီးမယ်ဆိုရင်တင်သေးကြတယ်အဲ့ကောင်မလေးကိုရစီရမယ်ဗျာကျွန်တော်တို့ကျောင်းသားဘွားတော်ကကောင်မလေးတွေကကောင်လေးကိုကြိုက်တဲ့တိုက်မျိုးအင်္ဂါရက်တွေရှိကြတယ်ဗျာတချင်းဆူတတ်တာအင်းချက်တတ်တာဟာတပြောတတ်တာစသဖြင့်ပေါ့ဗျာဒီခေတ်နောက်ပိုင်းကတော့နောက်တစ်ခုထပ်တိုးသွားပြီအဲ့ဒါကဘာလဲဆိုရင်တော့ဓာတ်ပုံလှရိုက်တတ်တဲ့ကောင်လေးဖြစ်ရမယ်ယာမနာကကိုဝါရှုခင်းကိုကြည့်ပြီးသွားရင်တော့ကျွန်တော်တို့နောက်ထပ်တနေရာကိုအတူသွားကြည့်ကြမယ်ယာမနာကဆူဝါဂျင်ဂျာနက်ကွန်ဟာဆိုရင်လေယာမနာကရေကန်တီရှိကလေးကနေပြီးတော့အခုထပ်တီရှိနေတာအိမ်တောင်ဘက်ရှာဖွေသူများကလေးလိုချင်တဲ့သူတွေဘေးကင်းစွာမီးဖွားခြင်းအတွက်ကောင်းကြီးမင်္ဂလာပြီးတယ်ဆိုပြီးမှဒီနက်ကွန်းကိုအရင်ကတည်းကနေကိုးကွယ်ယုံကြည်ကြတယ်နောက်ထပ်တနေရာကတော့ယာမနာကကုံမှာရှိတဲ့ပန်းချံကပန်းကင်းမှာယာမနာကကုံပန်းချံမှာရှိတဲ့ပန်းကင်းတွေကယာဒီအလိုက်ပန်းကင်းတွေကိုအမြဲတမ်းပြတတယ်ကျွန်တော်တို့အခု4လပိုင်း5လပိုင်းဆိုရင်တော့ကျူလစ်ပန်းကိုစိုက်ပျိုးပြီးတော့ပြတပြီးထားတယ်အခုဒီရွာလေးကတော့အိုရှိနိုဟာကိုင်လို့ခေါ်တဲ့ရှေ့ဟောင်းဖူဂျီရွာလေးဖြစ်တယ်။လာတဲ့ရွာရဲ့ရေကတက်ရှင်းကြည်လင်ပြီးတော့ဂျပန်နိုင်ငံရဲ့ထိပ်တန်းရေအခုတရာထဲမှာတစ်ခုအဖြစ်ရွေးချယ်ခံထားရတယ်။ဂျပန်မှာနှစ်စဉ်ပိတ်ရက်ရှည်တစ်နှစ်မှာ3ခါရှိတယ်။9လပိုင်းရှိမယ်10လပိုင်းရှိမယ်12လပိုင်းရှိမယ်9လပိုင်းကတော့ဂိုလန်ဝီ10လပိုင်းကတော့အိုဘွန်12လပိုင်းကတော့အိုရှောကဆွဆိုပြီးမှပိတ်ရက်ရှည်ရှိတယ်အဲ့ဒီအချိန်ဟာဆိုရင်တော့ပိတ်ရက်ရှည်လည်းဖြစ်ခီးတွားရာတွေလည်းဖြစ်တာကြောင့်မို့လို့ဘယ်နေရာနေနေလူတွေကတော့တော်တော်များတယ်အဆုံးထိကြည့်ပြီးရတဲ့အတွက်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်